မိဘပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့စစ်တပ်ကနေ CDM ဝင်ရောက်ခဲ့တဲ့ CDM တက်ကြကြီးစီထူးမြောင်ဖြစ်ပါတယ်ကျွန်တော် CDM စတင်ဝင်ရောက်ခဲ့တဲ့နေ့ကတော့14ရက်3လ2021ခုနှစ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ CDM နိုင်ငံဝန်ထမ်းတွေဟာမိဘပြည်သူများကိုအောက်ကူပြီးတော့မှဆရာနာရှင်စနစ်ကို CDM နီးလန်းနဲ့ခုခံတော်လှန်နေကြတဲ့သူတွေပဲဖြစ်ပါတယ်တော်လှန်ရေးကာလ9နှစ်နီးပါးကြာလာတဲ့ညကျွန်တော်တို့ CDM နိုင်ငံဝန်ထမ်းတွေမှာအခက်အခဲဘောင်းဆောင်အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရပါတယ်အဲ့လိုအခက်အခဲကိုအဆင်ပြေစေဖို့အတွက်ထောက်ဖို့စစ်တီတော့ဆရာမမတ်ရွှေကျူးကနေပြီးတော့မှတပတ်တလားကနေကူညီထောက်ပံ့ပေးနေတာမို့ဆရာမမတ်ရွှေကျူးကိုမိဘပြည်သူများအနေနဲ့တတ်နိုင်တဲ့ညဝန်းရံကူညီပေးကြဖို့အတွက်ကျွန်တော်အနေနဲ့မြတ်တမ်းရက်ခံရပါတယ်စီရီယံနိုင်ငံဝန်ထမ်းတွေမှာမိဘပြည်သူတွေကိုအားကိုးပြီးတော့မှဆက်အာဏာရှင်စနစ်ကိုစန့်ကျင်တော်လှန်နေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စီရီယံဝန်ထမ်းတွေကိုလည်းမိဘပြည်သူများအနေနဲ့တတ်နိုင်တဲ့ညဝန်းရံကူညီထောက်ပံ့ပေးကြဖို့အတွက်ကျွန်တော်အနေနဲ့မြတ်တာရက်ခံအပ်ပါတယ်စီကံမရှိစနစ်မရှိဝတ္တရားမရှိဟာကုန်ပြောမယ်ဗျာစီကံစနစ်ဥပဒေဆိုတာစာအုပ်ပေါ်မှာပဲထားပြီးတော့လှုပ်ချင်ရလှုပ်နေတဲ့ဒီစီမရှိကံမရှိသိရဖုံးထားတဲ့စစ်တပ်ဆိုတဲ့လက်အောက်မှာကျွန်တော်မနေပဲနဲ့ဒီမတရားခံရတဲ့အမှန်တရားဘက်ကိုရက်တည်နေတဲ့ပြည်သူလူထုရဲ့ရှင်ကိုကျွန်တော်ခြေစုံပစ်ပြီးတော့ခိုလုံချက်တည်ခဲ့တာပဲဖြစ်ပါတယ်